မင်္ဂလာပါ Ashforman က CTO တိုင်အောင်ဖြစ်ပါတယ်ကျွန်တော်တို့ Android application တွေဖြစ်စေ iOS application တွေဖြစ်စေသုံးတဲ့အခါမှာကျွန်တော်တို့ subscription တွေအားလုံးဝယ်ဖို့ရမယ်လို့ထင်ပါတယ် subscription in-app purchase နဲ့ပတ်သက်ပြီးတော့ဒီနေ့နည်းနည်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီ topic က subscription နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ one time purchase နဲ့အခြား topic ပေါင်းများစွာလည်းရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့က subscription base ကိုပဲအဓိကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီနာမည်ကြီးတဲ့ application တွေများစွာရှိတယ်ပေါ့နော်ဒီဟာတွေမှာဆိုလို့ရှိရင်လည်းတို့က subscription model ကိုသုံးထားကြတာတွေ့ရပါတယ်အဲ့တော့ဒီလိုမျိုး subscription တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ programmer တွေက Flutter မှာဖြစ်စေကျွန်တော်တို့ဒီ native တွေမှာဖြစ်စေရေးလို့ရတဲ့ option ဘာတွေရှိလဲဆိုတဲ့ဟာအကြံဉာဏ်ပြောပြမယ်ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ Google နဲ့ချိန်မယ်ဆိုလို့ရှိရင်တော့ Google Play ရဲ့ Play API ရှိရယ် webhooks တွေရှိရယ်ပြီးွားရင်ကျွန်တော်တို့ဒီ PassUp လို့ခေါ်တဲ့သူ့ရဲ့ဒီ microservice notification broadcasting platform တွေနဲ့တွဲပြီးတော့ကျွန်တော်တို့ webhook တွေနဲ့ကျွန်တော်ရဲ့ backend ပေါ့နော်ဥပမာ Laravel တို့Nest.js တို့နဲ့အလုပ်လုပ်ကြတာဖြစ်ပါတယ်ဆိုတော့အလုပ်ကြတာအရင်မခက်ပေမဲ့သူ့မှာအဲ့တဲ့ case တွေအများကြီးရှိတယ် error တက်သွားနိုင်ခြေတွေအများကြီးရှိတယ်အဓိကဒီနေရာမှာ risk ရှိတာကကျွန်တော်တို့ byte coding လုပ်လို့လုံးဝမရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့တကယ် real payment အနေနဲ့တက်ဆိုင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ controller မှာရေးထားတဲ့ code line တစ်ချောင်းချင်းစီကိုကျွန်တော်တို့ကတေချာနားလည်ဖို့လိုတယ်ဒီနေရာမှာဒီ code ကဘာကြောင့်ရှိနေတယ်ဘာလို့ကိုလုပ်တယ်ဒါမျိုးပေါ့နော်တေချာ align ဖြစ်နေဖို့လိုပါတယ်အဲ့တော့ထားပါတော့ကျွန်တော်တို့မှာဒီ team ကအကြီးပေါ့နော်ကျွန်တော်တို့ team site ကလည်းကြီးတယ်သက်ဆိုင်ရာ knowledge level ကလည်း senior တွေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါ manual ရေးတာကဘာပြဿနာမှမရှိဘူးပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့ဒီ development team site ကလည်း9ယောက်ရဲ့အောက်မှာပဲရှိရယ်ပြီးတော့ကျွန်တော်တို့ဒီ client ရဲ့ budget ကလည်းနည်းတယ်ပြီးတော့သူ့ရဲ့ deadline အရလည်းအရင်ကတ်နေတဲ့အခါမျိုးမှာအသုံးပြုလို့ရတဲ့ in-app purchase နဲ့ပတ်သက်ပြီးတော့ဒီ revenue cap လို့ခေါ်တဲ့ third party service တစ်ခုအကြောင်းကိုဒီနေ့မှာဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ video ကဘယ်သူမှ sponsor ပေးထားတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင် develop လုပ်ရင်းနဲ့ဒီဟာလေးကိုသဘောကျလို့ပေါ့နော်ကျွန်တော်ရဲ့ဒီ developer ညီငယ်ညီမငယ်တွေကိုပြန်ပြီးတော့ share ပေးတာဖြစ်ပါတယ်အဲ့တော့ကိုအသေးစိတ်ကတော့ကျွန်တော်နောက် video တွေမှာပြောပြမယ်ဆိုတော့ဒီ video မှာကတော့ revenue cap ဆိုတာဘာလဲကျွန်တော်တို့ Flutter မှာဘယ်လိုသုံးလို့ရလဲဆိုတဲ့ဟာလေးအကြံပြင်းပေါ့နော်ကျွန်တော်တို့ရှင်းပြမယ်အဓိကကတော့in-app purchase နဲ့ပတ်သက်လို့ subscription တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ revenue cap ကိုအသုံးပြုလို့ရတယ်ဘယ်လိုတွေရှိရဲဈေးနှုန်းကဘယ်လောက်ပေးရတယ်ဆိုတဲ့ဟာတွေကိုအကြံပြင်းဒီ video ပြရနဲ့သိသွားမှာဖြစ်ပါတယ်အဲ့တော့ဒါက revenue cap ရဲ့ website ဖြစ်ပါတယ်ဆိုသူရဲ့ reputation ကလည်းမသေးဘူးပေါ့နော်ကျွန်တော်တို့ဒီမှာ Notion တို့OpenAI တို့တောင်မှ in-app purchase နဲ့ပတ်သက်လို့ရှိရင် revenue cap ကိုသုံးထားတယ်လို့ပြောထားပါတယ်အဲ့တော့ကျွန်တော်တို့ဒါ production မှာကျွန်တော်ရဲ့ update အတွက်သုံးဖို့အတွက်လုံးဝ safe ဖြစ်တယ်လို့ယူဆလို့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်စဉ်းစားကြတစ်ခုရှိတာကဒီ OpenAI တို့လို Notion တို့လိုမျိုးဒီ company ကြီးတွေမှာတောင်းဘာကြောင့်မလို့ in-app purchase နဲ့ပတ်သက်ပြီးတော့ manual code မရေးကြလဲပေါ့နော်သူတို့မှရေးမယ်ဆိုရင်ရေးနိုင်တဲ့အင်အားတွေရှိတယ်ဒါပေမဲ့စီးပွားရေးသမားတွေဆိုတာက ROI ကိုအမြဲတမ်းတွက်တယ်ပေါ့နော်ကျွန်တော်တို့ဒီ return on investment ပေါ့အဲ့တော့ကျွန်တော်တို့ဒီ service ကိုသုံးလိုက်တာကကျွန်တော်တို့အတွက်အကုန်ကျသက်သာမလားဒါမှမဟုတ်လို့ရှိရင်ကိုယ်ပိုင် manual ရေးရတာကအကုန်ကျသက်သာမလားဆိုတော့တို့မဖြစ်မနေတွေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ထင်အောင်ပြောပြတာဆိုဒီလိုမျိုးကုမ္ပဏီတွေတောင်သုံးထားတယ်ဆိုတော့ကျွန်တော်တို့ဒါသုံးကြမယ်ပေါ့ဗျာ okay အဲ့တော့ဒီ service third party service ကိုသုံးပြီးဆိုရင်တော့ကျွန်တော်တို့ဒါ fees တစ်ခုကုန်ကျစရိတ်တစ်ခုရှိမယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ကုန်ကျစရိတ်အကြောင်းကိုလည်းကျွန်တော်ဒီမှာတစ်ခါလေးဆွေးနွေးပေးပါမယ်free က up to 2.5k လို့ပြောရဲဆိုဒေါ်လာ2500ပေါ့နော်ဒေါ်လာ2500အထိကိုကျွန်တော်တို့ကလစဉ် free ရမှာဖြစ်ပါတယ်မြန်မာငွေနဲ့တွက်ကြည့်လိုက်ရင်လက်ရှိ rate 4000နဲ့ပဲမြောက်ကြည့်လိုက်လို့ရှိရင်တော့300ပေါ့နော်ကျွန်တော်တို့စီမှာ subscription ဝယ်တဲ့သူက300ကျော်သွားမှသာလျင်ကျွန်တော်တို့ကသူတို့ profit ကို1% ပေးရမှာဖြစ်ပါတယ်ဆို1% ဆိုတာလည်းဒါ negligible amount လို့တော့ပြောလို့ရတယ်အရန်ကြီးတဲ့ company တွေတစ်ကမ္ဘာလုံးကိုရောင်းမယ်ဝယ်မဲ့သူအရန်များမယ်ဆိုလို့ရှိရင်တော့ဒါ1% ကများတယ်လို့ပြောလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါ application ခက်သေးသေးပေါ့နော်ကျွန်တော်တို့ဒါ local အတွက်ပဲရေးမယ်ဒါမှမဟုတ်လို့ရှိရင်လည်း sorry Asia အတွက်ပဲရေးမယ်ဆိုတော့ update အတွက်ကကျွန်တော်တို့ဒါစချင်းလတွေမှာဆိုလို့ရှိရင် subscription ဝယ်ယူတဲ့သူက300ပြည့်ဖို့ဆိုတာတော်တော်ကိုစုတောင်းအောင်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါစတင်အသုံးပြုဖို့တော်တော်ကို safe ဖြစ်တယ်လို့ပြောလို့ရတယ်ပြီးတော့ဒီ subscription fees ကပုံသေးမဟုတ်ပေါ့နော်ကျွန်တော်တို့ဒီမဟာတရားအရန်ဈေးကြီးတဲ့ subscription fees ကိုစပြီးတော့မှပေးထားကြမလို့ကျွန်တော်တို့သုံးနေတယ်ဒီလမှာ300ကျော်သွားတယ်ကျော်သွားတယ်ဆိုလို့ရှိရင်သူကြားတဲ့နဲ့1% ကိုသူတို့ကိုပေးရမယ်ဒီလမှာတော့ကျွန်တော်တို့ဒါ subscription ရောင်းအားက300မပြည့်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတပြားမှပေးစရာမလိုဘူးပေါ့နော် free သုံးခွင့်ရမှာဖြစ်ပါတယ်ဒါကတော်တော်လေးကိုကောင်းပါတယ်
revenue cap ကိုသုံးမယ်ဆိုလို့ရှိရင်တော့ account ဆောက်ပြီးတော့ assign ခင်ဝင်ထားဖို့လိုတယ်ပေါ့ဗျာနောက်တစ်ခုအနေနဲ့ဒီမှာကျွန်တော်တို့ဟို sandbox တွေဘာညာတွေနဲ့ futures တွေရော graph တွေရောဒီ dashboard ကတော်တော်လေးကိုပြည့်စုံလေးလှုပ်ထားပေးရတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ stripe သုံးမှုတဲ့တွေဆိုရင်သိမယ်နဲ့တူတယ်လုံးဝအောင်ဒါ progression grade ပေါ့နော်ကျွန်တော်လှုပ်ထားပေးတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ flutter နဲ့ dummy application လေးပေါ့နော် just only for you know ဒီ paywall အတွက်ပဲရေးထားတဲ့ဟာလေးရှိတယ်ဒီဟာလေးကိုကျွန်တော်တို့စမ်းကြည့်ကြမယ်โอเคเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုရင် recent sample transaction မှာလောလောဆယ်ကျွန်တော်တို့တကြောင်မှမရှိဘူးပေါ့เนาะအဲ့တော့ကျွန်တော်တို့ application ကိုခဏသွားမယ်โอเคကျွန်တော်တို့ go premium ကိုနှိပ်လိုက်ပါမယ်โอเคเนาะအဲ့တော့ဒီ UI ကလည်းကျွန်တော်တို့ဒါ revenue cap ကနေပြီးတော့မှသူပေးထားတဲ့ template ပေါ့เนาะ template ကိုကျွန်တော်တို့ဒါယူပြီးတော့ဒီဘက်မှာ render ချထားတာဖြစ်ပါတယ်ကျွန်တော်တို့က flutter ကိုတေချာအတိုင်းအတာတစ်ခုထိရေးတတ်တယ်ဆိုလို့ရှိရင်တော့ဒီ UI တွေကကောက်ကို flutter မှာရေးရတာဘာမှခက်ခဲမရှိဘူးပေါ့เนาะအဲ့လိုမဟုတ်ဘဲနဲ့ရင်ကျွန်တော်တို့ဒီ revenue cap ကနေပေးလာတဲ့ drag and drop နဲ့ကျွန်တော်တို့ UI စောင့်မယ် color တွေချိန်မယ်ခလုတ်တွေထည့်ပြီးတော့ဒီဘက်က flutter application ကနေပြီးတော့သူ့ကိုလှမ်းခေါ်သုံးလိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့เนาะဒါကဟိုတော်တော်လေး beginner friendly ဖြစ်တာကိုတွေ့ရတယ် continuous ကိုနှိပ်ပါမယ် valid purchase task fail purchase ဆိုပြီးကျွန်တော်ရွေးချယ်စရာ2မျိုးရှိပါတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီ Google Play Store မှာသွားဆမ်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဒီ tester list ထဲမှာပါတဲ့ email တွေအတွက်သူက basket ထုတ်ပေးတယ်ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့က success ဖြစ်တာကိုယူမလား fail ဖြစ်တာကိုယူမလားဆိုတော့ကျွန်တော်ဒီမှာတော့ valid purchase ဆိုတာကိုကျွန်တော်ယူလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ purchase က success ဖြစ်သွားပါလိမ့်မယ်ဆိုတော့ဒါတကယ် real world application ကို Play Store တင်ပြီးရင်ဒါမျိုးပေါ်မှာမဟုတ်ဘူးပေါ့နော်တကယ် cat asset တွေနဲ့ payment ဖြတ်မှာဖြစ်ပါတယ်အခုကတော့ testing environment ဖြစ်ပါတယ် Okay loading ဆွဲနေတယ် Okay so you are premium enjoy unlimited summary လို့ပြောထားတယ်အဲ့တော့ကျွန်တော် back နဲ့ထွက်မယ်ကျွန်တော်တို့ဒါ home ကိုပြန်ရောက်ပါပြီအဲ့တော့ကျွန်တော်ရဲ့ dashboard ကိုတစ်ချက်သွားမယ်เนาะ refresh ဆွဲကြည့်ပါမယ် Okay now you see right စောနာကကျွန်တော်တို့ဒါဆမ်းပြီးတော့ဝယ်လိုက်တဲ့ purchase ပေါ့เนาะကျွန်တော်တို့ဒီမှာတစ်ခါတည်းမြင်နေရတာဖြစ်ပါတယ် product ကကျွန်တော်တို့ monthly ကိုဝယ်ထားတယ် store ကတော့ test တို့ဒီနေရာမှာကျွန်တော်တို့ကနောက်ပိုင်း internet testing ပေါ့เนาะတင်ပြီးသွားလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဒါ real play store နဲ့ချိန်လို့ရတယ်လောလောဆယ်တော့ကျွန်တော်တို့ဒါ test တို့ဆိုပြီးတော့ကျွန်တော် testing စမ်းထားတဲ့ဟာနဲ့ပဲချိန်ထားတာဖြစ်ပါတယ်အဲ့တော့ purchase က a few second ago expire in 5 minutes ဆိုဒါလည်းကျွန်တော်တို့ Google Play Store မှာတကယ် in purchase နဲ့ပတ်သက်ပြီးစမ်းမှုတဲ့ညီငယ်တွေဆိုရင်သိလိမ့်မယ်เนาะကျွန်တော်တို့က product က monthly ဆိုပေမဲ့ဒီဟာ purchase လုပ်လိုက်တဲ့ဟာကကျွန်တော်တို့ဒါတစ်လတိတိကြာနေမယ်ဆိုရင်ဒီတစ်ကောက်ကနောက်ထပ်စမ်းလို့မရတော့ဘူးပေါ့နော်တစ်လနေမှသူက expire ဖြစ်မှာ so auto renew တွေစမ်းလို့ရမှာပေါ့နော်ဆိုတော့အဆင်မပြေဘူးပေါ့ testing မှာဆိုရင်တော့သူကGoogle Play မှာကျွန်တော်ထင်တာကတရက်လားမသိဘူးကျွန်တော်နောက်ဆုံး update ကိုတော့မသိဘူးသူတို့ပေးထားတယ်အဲ့လိုမျိုးအချိန်အနည်းငယ်ပဲပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းသူက9မိနစ်ပေးထားတယ်9မိနစ်နေလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ purchase ကဒီ auto renew တွေဖြစ်မယ် Play Store မှာကျွန်တော်တို့က cancel လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့သက်တမ်းရှိသလောက်ထိကျွန်တော်တို့ရဲ့ subscription ကစပ်ပြီးသက်တမ်းရှိနေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ Play Store မှာ cancel လုပ်တယ်ဆိုတာကျွန်တော်တို့ရဲ့ subscription ကြီးချက်ချင်း inactive ဖြစ်သွားမှာမဟုတ်ဘူး active ပဲဖြစ်နေအောင်ပဲဒါပေမဲ့သူက auto renew ကိုတော့ pause လုပ်လိုက်မယ်ပေါ့နော်သက်ဆိုင်ရာ expire date ကိုရောက်တဲ့အချိန်မှာ auto renew မလုပ်တော့ဘူးဆိုတဲ့ဟာမျိုးကို Google Play Store မှာ cancel လို့ခေါ်တာဖြစ်ပါတယ်ဒီ logic လေးတွေက right Google Play Store ကိုတင်ပြီးတော့တကယ်အောင်မြင်တဲ့ application နဲ့စမ်းထားဖို့မှာတည်တဲ့ topic လေးတွေဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါနောက်5 minute နေလို့ရှိရင် expire ဖြစ်မယ်လို့ပြောထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ application ကိုပြန်သွားမယ် okay ကျွန်တော် application ကို restart ပြန်ချကြည့်မယ်ပေါ့နော် yes okay ကျွန်တော် restart ဆင်းသွားတယ်သူ home page ကိုပြန်ရောက်သွားတယ်ကျွန်တော်တို့ paywall ကိုတစ်ချက်နှိပ်မယ် okay so you are premium blah blah ဆိုပြီးတော့ကျွန်တော်ရဲ့ data က persistent ဖြစ်နေရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီမှာကလည်းသူက addict ဖြစ်နေတာaddict ဖြစ်နေတာဖြစ်တဲ့အတွက်ဒီမှာလည်းဒီတိုင်းပဲပေါ်နေရမယ် yeah ဒါလေးပါပဲဒီ revenue cap နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်အသုံးပြုတဲ့နည်းတွေကိုကျွန်တော်ဒါအသေးစိတ်ပေါ့နော်ကုန်နဲ့တကွကျွန်တော်အသေးစိတ် live ရေးပြတဲ့ video လေးတွေကိုမကြခင်မှာတင်သွားပေးဖို့ရှိတယ်ဆိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်ရဲ့ဒီ channel ကိုlike subscribe လုပ်ထားပေးလို့ရပါတယ်နောက် video တစ်ခုမှာပြန်ပြီးတော့တွေ့ပါမယ် bye bye